ယနေ့ခေတ်ကအတုရောင်ပေါ်သည့်ခေတ်ဖြစ်သည်ဟန်ဆောင်မှုနှင့်ဖုံးကွယ်နိုင်သည်ရင်းသဘောမူယခင်ကဆိုကြသလိုတင်သားကိုကြည့်လို့မရရှေးကဆိုခဲ့သည့်နေတုံမြင့်တုံတင်မစုံအပြိုကုန်းဆိုသောစာကြိုးနှင့်တွက်မရတော့ယခုအခါအပြိုဟုတ်မဟုတ်ကြည်ရန်ကတနည်းသာရှိသည်ထိုနည်းကအခြားမဟုတ်အတွင်းစိတ်တရံကိုအထင်သာဖော်ပြနေသည့်မျက်လုံးသာဖြစ်၏မျက်လုံးမှအကြည့်အပြုံးသည်ဖုံးကွယ်၍မရချေအပြိုစင်တို့သည်ရှက်ရွံ့မှုရှိ၏ရှက်ရွံ့မှုကိုဟန်ဆောင်လို့မရထို့ကြောင့်အပြိုစစ်မစစ်တိလို့လျှင်1မျက်လုံးကိုကြည့်ပါ2မျက်လုံးထဲတွင်ရှက်ရွံ့မှုရှိမည်ရှက်ရွံ့မှုကိုလုပ်ယူရတော့လေရေရှည်မရပါစိတ်ရှည်ရန်လိုပါသည်အဘဲကြောင့်ဆိုသောအပြိုရည်ချင်းမပြည့်တော်သူ၏မျက်လုံးထဲတွင်ရှက်ရွံ့မှုမဲ့သွားသည်ရဲရင်သည်အပြိုရည်ချင်းပြည့်သူများကရဲရင်မှုမရှိပါရှက်ရွံ့ခြင်းရှက်ဖြာနေသည်ကိုအချိန်ယူအကဲခတ်ကြည့်ပါလွယ်လွယ်သိရမည်တော့မဟုတ်ချေအများကယောက်ျားမရသေးသူများကိုအပြိုဟုခေါ်ကြသည်ရေဘိုးရမျှသာဖြစ်သည်အပြိုဘဝကိုအသေးအချာစူးစမ်းကြည့်တော့အခါအပြိုတို့တွင်အပြိုမျိုးအစား၄မျိုးရှိသလိုတစ်မျိုးနှင့်တစ်မျိုးစိတ်သဘောတဘာဝချင်းမတူကြောင်းတွေ့ရသည်ထိုအပြို၄မျိုးကိုသရုပ်ခွဲလျင်ဤသို့တွေ့ရ၏အပြိုရိုင်းအပြိုပေါ်ဝင်စား73နှစ်မှ18နှစ်တွင်ကာလကိုရေဘူးရတတ်မှတ်နိုင်သည်ထိုအရွယ်ကအပြိုပေါ်ဝင်စားရာသီဓမ္မတာလာစားခန္ဓာကိုယ်ဖွံ့ဖြိုးစာဖြစ်သလိုကြီးတောင်ပေါက်စကဲ့သို့မတည်ငြိမ်သောအရွယ်ဖြစ်သည်အရာရာကိုစူးစမ်းလိုစိတ်ရှိသည်မိုင်ယူရဲဆန်သည့်အရွယ်ဟုဆိုရမည်သူရေကောင်လှုပ်တတ်သည့်အရွယ်လည်းဖြစ်သည်ထိုအရွယ်သည်မိဘထိမ့်သိမ့်မှုမှန်ကန်ရန်အလိုအဆုံးသောအရွယ်ဖြစ်သည်နံပါတ်2အပြိုစဉ်တည်ငြိမ်စအရွယ်ဟုဆိုရမည်အသက်18နှစ်ကျော်မှအသက်25နှစ်အတွင်းသတ်မှတ်နိုင်သည်ခန္ဓာကိုယ်ဖွံ့ဖြိုးမှုသွေးသားဓမ္မတာမှန်ကန်သောအရွယ်လည်းဖြစ်၏စိတ်လိုက်မှန်ပါလောက်ကင်မှုနည်းသည်ချင့်ချိန်သည်ထိုအရွယ်တွင်တတိထားရန်ကအလှပပိုင်ဆိုင်သူဖြစ်လျင်လှကုန်မောက်တတ်သည်အရှက်အကြောင်းခွဲခြားနိုင်သောအရွယ်လည်းဖြစ်သည်နံပါတ်3အပြိုကြီးရင်းရော်စားပြုသောအရွယ်ဟုလည်းဆိုရမည်အသက်25နှစ်မှ30အတွင်းသတ်မှတ်နိုင်သည်ထိုအရွယ်တွင်အများဆုံးဖြစ်တတ်သည်ကရတာမလို့လိုတာမရဖြစ်နေခြင်းပင်မိမိကိုမိမိမကျေမနပ်ဖြစ်နေတတ်သည်နေရာတကာတွင်တိတ်ခါရှိနေသလိုလိုနှင့်ချိုးဖောက်ရန်ကြိုးစားတတ်သည်ဆရာလှုပ်ရှင်စိတ်ရှိလာတတ်သည်ငယ်ရွယ်သူယောက်ျားလေးများကိုအရေးပေးလာတတ်သည်အယောဝင်တတ်သည်နံပါတ်4အပြိုဟိုင်းအသက်30မှ40အတွင်းကာလဖြစ်သည်အလှပတို့လည်းကြာစင်းစာပြုလာသဖြင့်စိတ်ဓာတ်ကျနေတတ်သောအရွယ်ဖြစ်သည်ဘာသာရေးကိစ္စကိုစိတ်ဝင်စားသည့်အောင်ရှိတတ်တော်လေအတွင်းစိတ်ကအိမ်တော်ရေးကိုစိတ်ကူးရင်တတ်သည်စိတ်ဓာတ်ကရင်းကျက်သလိုရှိတော်လေပြောညံ့သည်အိမ်တော်ရှင်များမုတ်ဆိုးပုံများနှင့်အယောတဝင်နေတတ်သဖြင့်ဂယုစိုက်ရသည့်အရွယ်ဖြစ်သည်မလွတ်လပ်သူများနှင့်ညီစွန်းတတ်သည့်အတွေ့ဂယုစိုက်ရမည့်အရွယ်ဟုဆိုရမည်အထက်ပါအကြောင်းအရာများသည်စာရေးဆရာအောင်မြတ်ဦးရေးသားသောအပြိုစိတ်အပြိုတို့၏လှုပ်ဝက်ချက်ဆိုသောစာအုပ်မှထုတ်နှုတ်ဖတ်ပြခြင်းဖြစ်ပါသည်